မင်္ဂလာပါဒီတစ်ပတ်တော့ကြေးဦးစီချက်ချက်တုံးကဗီဒီယိုရမ်းရှိနေမှာဆိုလို့ခြံထားခဲ့တဲ့ကြေးဦးချက်နည်းအပြင်အတူတွဲစားတဲ့အချင်းလုံနည်းတွေကိုပါပြောပြပေးမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်စီပါနော်ကဲဒါဆိုရင်အရင်ဆုံးကြေးဦးချက်တာလေးကိုကြည့်လိုက်ကြရအောင်ကြေးဦးအတွက်အသီးအရွက်အယိုးပြုတ်ရည်နဲ့အသားလုံးအတွက်ပြင်ဆင်တာတွေအသေးစိတ်ကိုတော့ကြေးဦးစီချက်ဗီဒီယိုမှာသွားကြည့်ပါနော်ကြေးဦးချက်ဖို့အတွက်အိုးရဲကိုအယိုးပြုတ်ရည်ထဲထူလိုက်ရင်အသားလုံးနဲ့တခြားငုံဦးတို့ပဲပြားတို့ထဲပါမယ်ရတာမြည်ကြည့်ပြီးတော့စိတ်ကြဖြစ်ပြီးဆိုရင်ကြာစံထည့်ပြီးနောက်ဆုံးကြမှာအသီးရွက်တွေထည့်လိုက်ပါမယ်ပြီးရင်တော့မိဖို့မိကလုတ်ကိုပေးပြီးတော့ကြာစံနူးသွားအောင်အိုးဖုံးအုပ်ပြီးတော့ခဏလောက်ထားလိုက်ပါမယ်နော်တကယ်လို့ကိုသုံးတဲ့ကြာစံကအမြင်သေးတယ်ဆိုရင်တော့ကြာစံနူးအောင်စောင့်ဖို့မလိုပါဘူးတအောင်လောက်နေရင်တော့ဂျေအိုးကစားလို့ရပါပြီကြေးဦးတို့ကြေးဦးစီကျဲတို့နဲ့စားရင်အချင်းနဲ့အတူတွဲစားမှစားကောင်းတာဖြစ်တဲ့အတွက်ကျမလှုပ်စားတဲ့ငရုတ်သီးအချင်းနဲ့ငရုတ်စီအချင်းလုံနည်းလေးကိုဆက်ပြောပြပေးမယ်နော်အရင်ဆုံးငရုတ်သီးအချင်းတွေကိုစားနိုင်တဲ့လောက်ငရုတ်သီးစိမ်းကိုရေနည်းနည်းနဲ့ပြုတ်ပြီးတော့ဆူလာရင်ဆဲထားလိုက်ပါမယ်ပြီးမှကြက်သွန်ပြူနဲ့ငရုတ်သီးစိမ်းပြုတ်ထားတာကိုရောထောင်းလိုက်ပါမယ်အရသာအတွက်တော့စားရင်တကြားရင်ရှာလကာရည်ရဲ့ရိုးရိုးရေနွေးဖြစ်ဖြစ်စောစောကငရုတ်သီးစိမ်းပြုတ်တုံးကရေနွေးဖြစ်ဖြစ်နည်းနည်းထည့်လိုက်ပြီးတော့အားလုံးရောမွေလိုက်ရင်ငရုတ်သီးအချင်းကရပါပြီငရုတ်စီအချင်းအတွက်တော့အရင်ဆုံးဘိုက်မနာအောင်မကြီးနှစ်ကိုရေနည်းနည်းနဲ့ပြုတ်လိုက်ပါမယ်ပြီးရင်အမိုက်တွေကိုစကားနဲ့စစ်ပြီးတော့ရလာတဲ့မကြီးနှစ်ထဲကိုတကြားစားနဲ့ငရုတ်စီထည့်လိုက်ပြီးအားလုံးရောမွေလိုက်ရင်ငရုတ်စီအချင်းကရပါပြီကျမကဒီနေရာမှာတကြားရည်ကိုသုံးထားပါတယ်စားကန်ဒီမှာအဲ့ဒီအချင်းနှမျိုးကိုရောပြီးတော့ဂျီအိုဒါမှမဟုတ်ဂျီအိုစီချက်နဲ့အတူတွဲစားပါတယ်အခုဂျီအိုချက်နီးကကလေးရောစားလို့ရအောင်အရသာသိမ့်မပြေမဲနဲ့ချက်ထားပါတယ်နောက်ပြီးတော့အတူတွဲစားတဲ့ငရုတ်သီးအချင်းနဲ့ငရုတ်စီအချင်းလောက်တာကလည်းသိမ့်မခက်တဲ့အတွက်အဆင်ပြေရင်လှုပ်စားကြည့်ပါနော်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပေးဖို့နဲ့သိချင်တာမေးချင်တာရှိရင်လည်း comment မှာရေးထားခဲ့ပါနော်ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye